ချိန်နိုင်ဒီမင်္ဂလာခံမနိုင်မင်္ဂလာမိဘနှစ်ဖြာနှင့်မင်္ဂလာအပရိသတ်ရှိတွင်မင်္ဂလာတည်ရန်မင်္ဂလာယရုဒံမင်္ဂလာစကားလံဝီဝီစီမင်္ဂလာဤမဆာမင်္ဂလာမိမောင်နှံဖြစ်မင်္ဂလာကြီးကိုစာပြု၍ဘဝတစ်ခုတည်ဆောက်ကြပါမည်တွင်နဲ့မခွဲသက်တဲ့အခရာကပြီးတင်ကြပါမည်ကျွန်တော်တို့ကျမတို့သည်မြစ်တရားမြစ်တာချစ်တရားပူဇော်အကြောင်းဆက်ပေါင်းဖက်ကြဘူးသစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်